စိတ်စွမ်းအားထဲမှာယုံကြည်မှုဆိုတဲ့စွမ်းအားရှိရမယ်ယုံကြည်မှုစွမ်းအားရှိမှနောက်ကလှုပ်ဆောင်မှုဆိုတာတွေဖြစ်ပေါ်လာမှာဖြစ်တယ်ဆင်ငယ်ယုံကြည်မှုစွမ်းအားကနေလမ်းဖွင့်ပေးလိုက်မှာဖြစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီယုံကြည်မှုစွမ်းအားဟာဘယ်မှာသူ့ရဲ့စွမ်းဆောင်မှုဟာပေါ်လွင်ထင်ရှားတယ်လဲသူ့ရဲ့စွမ်းဆောင်မှုဟာဘယ်နေရာမှာသိတာထင်ရှားတယ်လဲလို့ဆိုတော့မြတ်စွာဘုရားကရှင်းပြတယ်တထဘိက္ခွေတတ္ထပလံဓာတ္ထပံယုံကြည်မှုစွမ်းအားကိုဘယ်နေရာမှာမှတ်သားရမလဲဘယ်နေရာဟာသိတာထင်ရှားတယ်လဲယုံကြည်မှုစွမ်းအားရဲ့စွမ်းဆောင်မှုဘယ်နေရာမှာမှတ်သားရမလဲလို့ဆိုတော့မေခွန်းထုတ်ပြီးတော့ဖြေတဲ့အခါစတုတုသောတပတ္တိယင်္ဂေတုဣဋ္ဌတတ္ထပလံဓာတ္ထပံသောတပန်